ဘာဖြစ်ဟို UK မှာတော့ဘွဲတော့ speech ပြောရတယ်ထုံးမှတ်မြင်ဘာလဲဆို UK ကိုတစ်ခေါက်လာသေးတယ်လာတော့ကလည်းလေးဘက်ထားပြီးတော့ရင်းဆိုတာတဲ့ဒါပေမဲ့ဒီခေါက်တော့မလုပ်တော့ဘူးပြောအဲ့ရှင်းမှန်အဲ့ဒါ fancy လိုက် ကျွန်တော်ဘာဖြစ်လဲဆိုကျွန်တော်ငယ်တွေကအားပြီးလာမဖြစ်ဒီ career တစ်ခုလုံးပြီးရပေါ့ဆိုတော့အဲ့မှာပထမပိုင်းတုန်းကမဖြူနေခုနောက်ပိုင်းမဖြူနေကျွန်တော်နေနေကြည့်မှဆိုတော်တော်လေးပြကြလာတော့တယ်ဘာလို့ဆိုတော့နောက်ပိုင်းကျတော့မဖြူပြောင်းလဲသွားတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အဲ့လို transition ကိုဘယ်လိုလုပ်ခဲ့ရလဲအဲ့ဒါလေးဒီ ကိုရဲ့မိကိုမေးပြရရန်ကျေးဇူးတင်တယ်အဲ့ဒါလေးကိုကိုတေးသေးချာချာလိုက်ကြည့်ပြီးတဲ့ခါကျတော့ appreciate ဖြစ်ပြီးတော့မေးတယ်မိကိုမှအရန်သိတာကိုကြီးကတော့နှစ်ပိုင်းအနေနဲ့ခွဲပြီးတော့ပြောချင်တာပေါ့နော်ဖြည်းဖြည်းက3ပိုင်းလို့ခွဲချင်တယ်ဘာလို့လဲဆိုတော့ဖြည်းဖြည်းရဲ့ career 2003မှာစရင်2010နောက်ပိုင်းမှာနောက်ထပ်တစ်စစ်ချိုးတယ်နောက်ဒီ2021နောက်ပိုင်းပေါ့ဘာလို့ဖြစ်လို့ခွဲရလဲဆိုတော့ဒီတိုင်းစမ်းမြင့်ကြည့်ရင်တော့ဒီ2021ခုမတိုင်ခင်နဲ့ခုပြီးတိတတာမြင်သာထင်သာတဲ့ဒီ line တစ်ခုချလိုက်မယ်ဆိုလို့ရှိရင်အရင်တော့ကတော့ကိုရိုင်းဆိုတီးရေးတယ်ဆိုတော့လောက်ခဲ့တဲ့ဖြူဖြူကျော်သိမ်းမဟုတ်ခဲ့ဘူးဒီဘက်2021နောက်ပိုင်းမှာတော့ကိုရိုင်းရေးဆိုတီးဆိုရဲဖြူကျော်သိမ်းအနေနဲ့ပြောင်းလဲသွားတယ် stage performance ကဟုတ်တယ်ဒါပေမဲ့အရှိပိုင်းမှာလေနှစ်ပိုင်းထပ်ခွဲလို့ရအဲ့ဒါကြတော့လေနိုင်ငံရေးနဲ့ပဲဆက်ဆက်တာပဲဒီလိုနိုင်ငံမျိုးမှာမွေးတဲ့သူတွေရဲ့ဘဝတာမန်လူတွေအပြင်ဖြူဖြူတို့လိုနာမည်ကြီးတွေဆယ်လီတွေအနုပညာရှင်တွေပဲထားလိုက်ပါတော့เนาะအနုပညာရှင်တွေပါပဲတက်ရောက်မှုကြီးရှိတယ်2020မတိုင်ခင်ကလုံးဝအမှောင်ခဲ့2015ဘာပဲပြော quasi civilian government လို့ပဲပြောဘာပဲပြောပေါ့နော်ပို့ပြီးတော့ပွင့်လင်းသေးတယ်တကားရပါစဖွင့်လာတော့ကဘာကြီးမှာဘာဖြစ်နေလဲဆိုတာမြင်ရတဲ့ဘဝရှိတယ်2010မတိုင်ခင်တော့ဖြူဖြူဒီ2003ကပေါ်ခဲ့ပြီမဲ့ကိုကအမှောင်ကဘာဘယ်သူမှမသိတဲ့အဲ့ဒီ third world country ဆိုတဲ့တိုင်းပြည်ကဖြစ်တဲ့အတွက်ကြောင့်ဖြူဖြူရင်ပေါ်ပါတယ်လို့ပြောရင်တော့မှမယုံကြဘူးလေဟုတ်တယ်မလားဂဂါကိုပဲအရင်ပေါ်တာဖြူဖြူက copycat လုပ်တဲ့သူလို့ထင်ကြတာမျိုးလေနော်ဆိုတော့အဲ့ဒီ2010မတိုင်ခင်ကိုယ့်ရဲ့နိုင်ငံရဲ့အခြေအနေကိုရီ artist တွေရုန်းကန်လှူရှားရတယ်ဘဝမတူအဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်ဖြူတို့ cover song စီ copy song စီဆိုကြတာအားဆိုတာအခုဒီ2010နောက်ပိုင်းကျမှဒါဟာအုံကျုံကအားပေးတယ်ဘာညာနဲ့ဝုတ်ကြတာကွာဝိုင်းပြီးတော့တကယ်တမ်းအဲ့ဒီ2010မတိုင်ခင်ကဖြူဖြူဒီမိုးရေစံများတို့ဘာလို့2004-5လောက်ခရေကစုနေခဲ့တာတို့တို့ရှောက်ခဲ့တယ်ဒီလမ်းမှာချက်ပါငါတို့ကယူမဆိုင်ဆက်ရှောက်စေတို့ဦးဆွဲထားတယ်ခိုင်မြဲတွဲလို့အဲ့ဒီချိန်တော့ကိုပိုင်တန်စင်တချမ်းတွေကိုဘယ်သူမှအဲ့လိုများများဆဆ appreciate မလုပ်ဘူးဆိုတော့အဲ့ဒီချိန်တော့ဆိုဖြူဖြူစီးကြောင်းတက်နေတဲ့အချိန်တွေနော်ဥပမာပြပြရလို့ရှိရင်စီးကြောင်းက textbooksတို့နိုင်ငံသားကနေအဲ့ဒီစာအုပ်တွေ$8နဲ့ပြီးဝယ်နိုင်မလားစီဖြူစီးတက်ကတူတင်နာမှာမိတူဆိုင်ရှိတယ်လေအဲ့မှာအဲ့ original စာအုပ်တွေကိုဖြူမိတ်တူကူစားဘာ federal law ဘာညာဆိုပြီးတော့ copyright တို့ဘာလို့အဲ့ဖတ်စာကြီးတွေရှိမှာပါတယ်လေအဲ့ဒါတွေနားလည်းမသိဘူးသဘောလည်းမပေါဘူးဘာလို့လဲဆိုအဲ့ဒီစာအုပ်ကို photo ကူးပြီးတော့မှဒီចောင်းသား400ကဒါကိုမစင်လို့ရှိရင်ဒီနိုင်ငံကပြည်သူတွေရဲ့ကျန်းမာရေးဆောင်ရှောက်မှုဘယ်လို့မှပေးနိုင်မှာမဟုတ်ဘူးတကယ်နဲ့နိုင်ငံမှာအဲ့ဒီအနေထားလုံးဝမရှိဘူးအဲ့ဒီစာကို copy ကူးပြီးတော့မှစာမသိရင်ဆရာဝန်လည်းဖြစ်လာစရာမရှိအဲ့တော့ဘယ်လိုမျိုး background နဲ့ပဲကြီးပြင်းလာကြတဲ့အချိန်မှာတချင်းနေဆိုလို့ရှိရင်လည်းကိုယ်စိတ်ထဲမှာဒီ copy တို့ cover တို့စုံနေရဆိုတာမှားနေတယ်လို့မထင်ဘူးပေါ့နော်ကိုအရှိက senior တွေလည်းဟာကိုကြိုက်တဲ့အင်္ဂလိပ်သချင်းလေးတွေကိုပဲဘာသာပြန်ပြီးစုံနေကြတာပဲပေါ့နော်ဒါကိုပဲအမှန်လို့ထင်တယ်အဲ့လိုအမှောင်ခက်ကနေလာတာအဲ့တော့2010မတိုင်ခင်မှာအုံချုံကြီးတွေဆိုရဲဆိုပြီးမဲ့အပေးခံရမှုလည်းအရင်နေတယ်လို့ copy သချင်းတွေပဲလေဈေးကွက်မှာကြီးစိုးတယ်အဲ့ဒါတွေကိုပဲလေကိုနိုင်ကအစဟဲထားကိုမှန်လို့ပဲထင်ပြီးတလောကလုံးမှာစုလို့တော့ကြောင်တော့ကြာနော်ဒီ2010နောက်ပိုင်း2012မှာဖြည်းဖြည်း main ကလေးတယောက်အသေးကွဲနေတယ်ကိုတွေ့ခွေစားလုပ်နေတဲ့အချိန်မှာဂီတလောကတွေက
တော့အကောင်လုံးကစိတ်ပူပြီးတော့ပြောကြတယ်ဖြည်းဖြည်းတစ်ခွေလုံးတော့အုံကျုံမလုပ်ပါနဲ့လားမင်းကလေးအုံကျုံပွေဆိုတာတစ်ခါမှမပေါက်ဘူးနင်မဖြစ်ဘူးနဲ့တူတယ်နင်ပလုံလိမ့်မယ်နော်ဆိုရင်လို့ပြောကြတာမနာလို့ပြောကြမဟုတ်လုံးမယ်ဆို lazy club နဲ့အဲ့ဒါလုပ်လိုက်တာပေါက်ကိုလည်းလို့ပေါက်မယ်လို့ပြောနေတာပထမဆုံးရဲဆိုပြီးစွန့်စားပြီး main ကလေးအုံကျုံပွေနေလုပ်လိုက်တာကိုအများကြီးတားခဲ့ကြတာဟိုတားမှားရလို့ဆိုလို့မဟုတ်သူတို့လည်းစေတနာနဲ့သူတို့တူကြံပေးတာ main ကလေးအဆိုတော်တယောက်ရဲ့အုံကျုံ album တစ်ခွေလုံးဆိုတဲ့ဟာပေါက်တယ်ဆိုတဲ့ဟာမျိုးထိပြောင်းလဲသွားတာခက်ကအဲ့ဒီအချိန်မှာပြည်တို့နိုင်ငံကလည်းစပြီးတော့ကပိုင်းနဲ့ထိတွေ့ပြောင်းနေတာနောက်တစ်ဖြည်းဖြည်းနဲ့ဒီ2018 19လိုမျိုးမှာဆိုရင် vocal coach တွေပိုင်းနဲ့တော့မှအလုပ်လုပ်နိုင်လာဒီထပ်သွားပါတော့ချင်းလေးကိုရေးတဲ့ဝင်းဟင်းကိုပို့ဆိုလို့ရှင်နိုင်ငံတကာမှာစုရရတဲ့ကလေးအခုလည်း Berkeley မှာ PhD တက်နေတဲ့ဆရာလည်းပြန်လုပ်တယ်သူနောက်တစ်ပုတ်ရေးပေးထားတာရှိတယ်အဲ့ဒီတခြင်းဆိုလို့ရှင်လည်းညီမအပြည်အတွက်ဆူတောင်းတဲ့ဒီ inspirational gospel တခြင်းမျိုးပေါ့အဲ့လိုခက်လှပပါတခြင်းအခုဆိုလည်း online ကနေပြီး US နဲ့ပြင်သစ်နဲ့အချိန်လေးတွေညှိပြီးတော့နှစ်ပတ်တစ်ခါဖြစ်ပြီးတော့ vocal coach လို့ပြီးသူပြုသင်ပေးနေတဲ့အဲ့တခြင်းလေးလည်းထွက်ဖို့ရှိတယ်ပြရလေးတွေတွင်းရမှာဒီနေ့ထဲမှာဆိုတော့အဲ့လိုမျိုးတွေပြောကြတာဒီ2015နောက်ပိုင်းကျတော့လေဒီအုံကျူးနေခစ်စားလာတဲ့ပြင်မှာဒီလိုခက်chamber orchestra လို့တခြင်းမျိုးတို့ဒီ vocal coach နဲ့ဒီလိုတိတ်ချတင်ပြီးတော့မှလောက်ရတာမျိုးတို့အထိနိုင်ငံဖွင့်လင်းတိုးတက်ခြင်းနိုင်ငံရေးပြောင်းလဲခြင်းတာယာခြင်းဆိုတာကဒီလိုမျိုးတွေဒီကျိုးသက်ရောက်မှုရှိတာဟိုpop star ရဲ့အမှုပညာအလုပ်တွေအစား entertainment business ကစားပြောင်းသွားတာ entertainment business တက entertainment မှာsurvive လုပ်တဲ့ပုံစံ professional လမ်းကြောင်းပုံစံများစားပြောင်းသွားတာကျန်တော့ကအဲ့ဒီဒုတိယပိုင်းပြီးတော့2021လောက်ပိုင်း2020ကဒီဟိုပြောရဖြူကိုယ်တိုင်စပြီးတော့ရေးဆိုတီးလာတယ်2021 Aprilဖြူအသက်40ပြည့်လို့ရှိရင်ငါကိုယ်တိုင်ရေးကိုယ်တိုင်ဆိုကိုယ်ပိုင်တန်းစင်တကူတော့ပြီးထုတ်နေလို့ဆိုပြီးရွေးထားတယ်အကုန်စင်ရှိတယ်အဲ့ဒါနောက်တစ်ခါကိုယ်တိုင်ရေးတာမဟုတ်ပေမဲ့အုံကျုံနေပြီနောက်တစ်ခုတခြားတည်းရေးပြီးနောက်တစ်ခုရှိတယ်ကိုဖြစ်သွားတဲ့အတွက်ကြောင့်အဲ့ဒါလုံးဝမထုတ်တော့ဘဲနဲ့ရပ်ပစ်ထားတာဖြူကိုဗစ်ကာလမှာအဲ့ဒါတွေရေးပစ်တာဖြူ Berkeley ကနေပြီးတော့ online ချင်းရေးတဲ့တန်းလေးလည်းဖြူတက်လိုက်သေးတယ်ကိုဗစ်ကာလမှာအဲ့ဒီနောက်ပိုင်းမှာလည်းသင်းလေးကိုရေးလို့ရေးဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးစဉ်ပြောင်းလဲလာတာဒါပေမဲ့ကိုကမြန်မာပြည်မှာဒီပြောင်းလဲသွားတဲ့ပုံစံနဲ့ symbol မှာတော့အခုထိဖြောပြပေးခွင့်မရသေးဘူးပေါ့နော်ဒီအပြင်ကပရိသတ်တွေ diaspora ပရိသတ်တွေအရင်ဆုံးကြည့်ရှုခွင့်ရတာပေါ့ဖြည်းဖြည်းပဲ new version ကိုရိုင်းဆိုကိုရိုင်းရေးတဲ့စင်ပေါ်မှာဖြို့ပြီးတယ်ဒီဖြည်းဖြည်းကြောတဲ့ new version အပြင်ကပရိသတ်တွေကတော့အရင်ဆုံးကြည့်ခွင့်ရတာပေါ့နော်ဒါကြောင့်သူကဖြည်းဖြည်းသူကတော့၃ပိုင်းခွဲခြင်းနဲ့လို့ပြောတာမပြူကမနေ့တော့ first ever comeback ဆိုတော့ပြင်း London လေကိုရဲရိုးနဲ့လေလောက်တယ်ပြီးတော့ war tour ထွက်လိုက်တယ်ဗောလေဂျပန်ကိုရီးယား Australia ဆိုတော့အဲ့ဒီပွဲအတွေ့အကြုံလေးအကြောင်းလေးနည်းပြောပြအရင်လည်းပြောရပါတယ်ဖြူမမရရလေအဲ့ဒီ၄နိုင်ငံစလုံးပေါ့ပွဲရတော့၅ပွဲပေါ့နော် first ever comeback က London ကနေစလိုက်တယ်London ရယ် Korea ရယ်ဒီ Australia မှာဆိုလို့ရှိရင်တော့ Sydney ရယ် Melbourne ရယ်နောက်ဆုံးကတော့Tokyo ပေါ့နော်ဖြူရဲ့ဆိုတော့တက်တန်းမှာအဲ့ဒီ၄နိုင်ငံစလုံးကဖြူသွားဆိုဘူးတဲ့ professional commercial show အနေနဲ့ဗမာပြည်မှာတော့2021မတိုင်ခင်တုန်းကပေါ့နော်သွားဘူးတဲ့နိုင်ငံကြီးပဲအဲ့ရမြန်မာ diaspora တွေစီမှာဒီလိုမျိုးcommercial show အနေနဲ့ဗမာပြည်ကရန်ကုန်ကနာမည်ကြီးတီးဝိုင်းနေကိုယ့်ရဲ့အမှုပညာကြီးကိုမောင်နှမတွေအဆိုတော်တွေနဲ့အတူတူသွားဆိုဦးတဲ့နိုင်ငံတွေကြီးပဲဆိုတော့
ဒီငါးပွဲစလုံးဆိုလို့ရှိရင်လေအမတ်တရားတွေမှာအများကြီးပဲကိုပြောရရင်3-4နှစ်လောက်တချမ်းမဆိုပဲနဲ့နားလိုက်ပြီးတဲ့နောက်မှာမှဒီခုဖြစ်ပြီးတဲ့နောက်မှာမှကိုလည်းအများကြီးဒီ3-4နှစ်လောက်မှာပြန်တိဆောက်ရတဲ့ကျမ်းမာရေးရရောဘဝအသက်ကိုရောပေါ့နော်အဲ့ဒါအကုန်လုံးကိုပြန်တိဆောက်ပြီးတဲ့အချိန်မှာမှဒီ world tour အနေနဲ့ထွက်တယ်နောက်ပြီးတော့ဒါဒီပွဲငါးပွဲစလုံးကကြတော့လေဒီရမုံငွေပွဲအနေနဲ့ပေါ့နော်ဆိုပြီးတော့နေရာတိုင်းမှာလည်းအောင်မြင်တဲ့ပွဲတွေလည်းဖြစ်ခဲ့တယ်အများကြီးလည်းကိုယ့်ရဲ့ပြည်တွင်းရပြည်သူတွေအတွက်ကိုအထောက်ပံ့နေလည်းဖြစ်ခဲ့တယ်အဲ့ဒီအတွက်လည်းစီစဉ်ပေးကြတဲ့ organizers တွေရောပါဝင်ကြတဲ့ diasporas တွေအားပေးကြတဲ့ပရိသတ်တွေကိုလည်းအရန်ကျေးဇူးတင်တယ် view အတွက်အရန်ကိုအမှတ်တရဖြစ်ပါတယ်အဲ့ဒါဘယ်နိုင်ငံကြိုက်ဆိုအဲ့ဒါတကယ်ပြောရခက်တယ်ဟိုလိုမျိုးကြီးမပြောချင်လို့မဟုတ်ဘူးတိလားဘာလို့လဲဆိုတော့တနိုင်ငံချင်းစီမှာလေမတူတဲ့အမှတ်တရတွေမတူတဲ့ခံစားချက်တွေဖြည်းဖြည်းကိုဆွဲဆောင်တဲ့အရာတွေစိတ်လှုပ်ရှားစေတဲ့အရာတွေဝမ်းနည်းစေတဲ့အရာတွေရှိသလိုပျော်စေတဲ့အရာတွေလည်းရှိတယ်ဆိုတော့ဖြည်းဖြည်းတွေရွေးရတာအရန်ခက်တယ်တေချာတာတခုကတော့ဖြည်းဖြည်းကလေဘဝမှာအပျော်ဆုံးလို့ကစင်ပေါ်မှာသချင်းဆိုနေရတဲ့အပျော်ဆုံးအများကြီးပြောလို့ရှိရဲစင်ပေါ်မှာစူရင်းနဲ့ပဲပေးစင်တယ်ဆိုတာမျိုးတွေဆိုတော့ကိုနဲ့ပရိသတ်တွေနဲ့အဲ့ဒီ moment တစ်ခုကိုဖန်တီးနေရတဲ့အချိန်ပြည့်ဘဝမှာအထိပ္ပယ်ရှိဆုံးဖြစ်တဲ့အတွက်ကြောင့်ဘယ်နိုင်ငံဘယ်ဒေသရဲ့ဘယ်လိုတွေလို့မှမဟုတ်ဘူး2026မှာတော့ဘေးတော်ပြီးတော့ပြောပြီးရှိတဲ့စီစဉ်တာလောလောလတ်လတ်ကလေ March လ21ရက်နေ့မှာပြင်သစ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ God ဆိုတဲ့မြို့မှာပေါ့နော်ဒီပွဲလေးတစ်ပွဲဆိုလို့ရှိရဲအဲ့ဒီပွဲမှာကျတော့ Ukraine ကကမ္ဘာကျော် violinist ပေါ့နော် Anastasia သူနဲ့2ယောက်ပေါ့ဖြောပြီးမယ်သူကကျတော့ violin တီးမယ်နောက်ပြီးတော့ဒီ movie theme song တွေသူကနေတီးပြီးတော့ဖြောပြီးမယ်ဖြူဖြူကကြတော့ဖြူဖြူတခြင်းလေးတီးဆိုဖြောပြီးမယ်ပေါ့နော်ဖြူတို့2ယောက်ရဲ့ဒီ collaboration လေးတစ်ပုဒ်ပေါ့ပေါ့အများစုကတော့ဒီပြင်သစ်ပရိသတ်တွေနဲ့သူတို့ဒီနိုင်ငံတကာကနေပြလာကြတဲ့ဧည့်သည်တွေပါရှိမယ်ပြီးတော့တချို့ကိုယ့်ရဲ့ဒီမှာပရိသတ်တွေကိုလည်းဖိတ်မယ်ပေါ့နော်လာနိုင်နေသူတွေလည်းအားရတဲ့ solution နဲ့လာကြမယ်ပေါ့နော်နေရင်းရင်းဒီနိုင်တော့အောင်နေကိုငါလွန်တဲ့တဲ့ချမ်းနဲ့လမ်းကိုရွှေလို့သွားတော့ချမ်းမစီတာပဲစူတောင်းရရဖျားရှိမှမြဲလက်ရွှဲတဲ့ရှင်ခွဲပြင်သစ်ပွဲလေးရှိရဆိုတော့ကျွန်တော်ဒီနေ့ကsocial media မှာတွေ့လိုက်တယ်လူအမဖြူအောင်နောက်နေသေးတယ်ဟိုကအောက်ဆိုမှာစေရောက်တဲ့နေရာမဟုတ်ဘူးလေဟိုကပြင်သစ်စာတင်းနေရှိပါလေအဲ့ဒါသိကျင်တယ်ဟိုတချင်းအမဖြူပြင်သစ်လို့ဆိုရတဲ့တချင်းနဲ့ဟုတ်တယ်တော့တော်တော်လေးကိုဟိုကောင်းတယ်ပြင်သစ်လို့လည်းပြီးရဆိုတော့ဟိုကဘယ်ချင်းကြီးရောက်နေပြီလဲဘယ်ချင်းကြီးရောက်နေပြီလဲဆိုတော့ဟဲ့ကြွားတာတော့မဟုတ်ပါဘူးအများကြီးလည်းစူးစမ်းတာအသက်40ကျော်ပြီးတော့မှလေဒီဟိုနိုင်ငံခြားဘာသာတစ်ခုကိုတင်ရတယ်ဆိုတာပြပြတော်တော်ကြီးကိုလည်းမလွယ်ဘူးခက်လဲခက်တယ်နောက်ပြီးတော့ကိုကဒီလိုမျိုးဘဝစောက်ထုံးမှုမျိုးဖြစ်ပြီးတော့မှ life အသစ်တစ်ခုကို challenging ဖြစ်တဲ့ဟာတစ်ခုကိုလောက်လာတဲ့အခါကျတော့ဒီ language နဲ့ဆိုလို့ရှိရင်ကိုကလေ trauma တွေလည်းရတယ်ပေါ့နော်ဒါပေမဲ့လည်းဖြူဖြူဒီပြင်သစ်စာတင်ရတဲ့ထဲမှာရည်ရွယ်ချက် main ရည်ရွယ်ချက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ပြင်သစ်မှာကလေကိုယ်တငယ်ချင်းအတိုင်းဝိုင်းနေကြတဲ့သူတို့ elite တွေကြားမှာတော့အင်္ဂလိပ်လိုပြောလို့တော့ရတယ်ဒါပေမဲ့ပြင်သစ်ပြည်မှာရှိကြတဲ့လူ90ရာခိုင်နှုန်းကျော်မြန်မာပြည်ဆိုတာဘယ်နာရှိလို့ရှိမှန်းတော့သိကိုပွဲလေးတွေလုပ်တဲ့ခါကြလို့ရှိရင်အမြဲတမ်းအစလေးချိန်ပြီးတော့မြန်မာဆိုတာဘာမာပြီးရင် Germany အဲ့လိုမျိုးနဲ့အစလေးပြန်ချီပြီးပြောပြတာပြီးရင်သူတို့ကလူများစုကကြတော့ပြင်သစ်လိုပြောမှနားလေတယ်ဒီတကယ်90ရာခိုင်နှုန်းသောတာမန်ပြည်သူတွေတဲကိုဒါရောက်သွားစီစဉ်တယ်ခုနိုင်ငံအကြောင်းပြန့်နှံ့စီစဉ်တယ်ဆိုလို့ရှိရင်ဒီပြင်သစ်လိုပြောတတ်မှလည်းအဆင်ပြေပြီးပြင်သစ်လိုတင်တယ်ဆိုတဲ့နေရာမှာဖြစ်ဖြစ်ရဲ့ main motivation first motivation ကဘာလဲဆိုသူတို့စီမှာတော့ပြောကြတာပေါ့နော်ဟာသူတို့တွေမှာ integrate လုပ်ဖို့ဆိုတာဒါပေမဲ့ဖြစ်ဖြစ် integrate လုပ်ဖို့ဆိုတာဖြစ်ဖြစ်အတွက်ကဒုတိယဖြစ်နေပထမတစ်ခုကကိုယ်နိုင်ငံအကြောင်းပြောချင်တာရတဲ့နေရာမှာရတဲ့အခွင့်အရေးရပြီဆိုတာနဲ့ဖြူဖြူကိုမြန်မာပြည်အကြောင်းဘာတွေဖြစ်နေလဲဆိုတော့စာပြောတာအဲ့တော့သူတို့စီမှာကြတော့ဟိုပြင်သစ်လိုပြောမှပုံနာလေတဲ့ခါကျတော့ပြင်သစ်စာတင်မှဖြစ်မယ်
ငါဒီဥစ္စာပြောတတ်မှဖြစ်မယ်အဲ့ဒါမှလူများများနားလည်မယ်ဆိုတော့ motivation နဲ့အဲ့ဒါနဲ့တင်ဖြစ်သွားတာပေါ့နော်အဲ့ဖြူဖြူမနစ်က2025ဒီဇင်ဘာမှာ November မှာဆောင်းဝဲဖြူဖြူဒီဇင်ဘာမှာတော့ဖြူ B1 တော့အောင်ထားတယ်အခုဒီ March မှာလည်းထပ်ဖြည့်မယ်ပေါ့နော် B1 ကိုတိကျလေးပြန်တက်ထားတဲ့တင်နန်းရှိတယ်ဆိုတော့အဲ့ဒါလေးတင်ဖြည့်မယ်ခုနကပြောသလိုပေါ့နော်ဒီ Oxford မှာစီးပွေးလိုတင်နန်းတက်နေတာမဟုတ်ပါဘူးဖြူဖြူနေတဲ့ယူလေးကဖွင့်တဲ့တင်သစ္စာဘာသာတင်နန်းကျောင်းလေးပဲဖြူတက်နေတာပါတချင်းဆိုတာကလည်းဒီ Nocturne တချင်းလေးပေါ့နော်ကိုရဲနားထောင်လိုက်တဲ့တချင်းလေးကကြတော့ဒီဖြူဖြူတို့မြို့ကဒီကိုရဲ့တင်သက်တငယ်ချင်းတွေပေါ့ musician တွေပဲသူတို့က jazz musician တွေအဲ့ရ pianist တငယ်ချင်းကနေပြီးတော့နင့်အကြောင်းငါရေးပေးမယ်ဆိုပြီးတော့သူကအဲ့ Nocturne ဆိုတဲ့တချင်းလေးကိုရေးပေးတယ်ပေါ့နော်အဲ့ဒါလေးကိုဆိုဖြစ်တယ်ပြီးတော့အင်္ဂလိပ်လိုလည်းဖြူဖြူပြန်ရေးထားတယ်ပေါ့နော် embrace your destiny အဲ့ဒါကြတော့ဒီတန်ဇန်နဲ့တင်သစ္စာသားကိုတော့တငယ်ချင်းကရေးတာဖြူဖြူကတော့အင်္ဂလိပ်စာသားလေးဖြူဖြူထည့်ရေးထားတာပေါ့နော်အဲ့ဒါလေးထွက်ဖြစ်တယ်နောက်တစ်ပုဒ်လည်းထွက်လို့ရှိတယ်နောက်တစ်ပုဒ်ကကြတော့ဖြူဖြူရဲ့တငယ်ချင်းဒီတင်သစ် music producer ပေါ့နော်သူကဖိဖိစကားကို music arrangement လုပ်ပေးတဲ့တငယ်ချင်းသူရဲ့သမီးလေးက16နှစ်ပဲရှိသေးတယ်သူကနေပဲဖြူဖြူကိုနောက်တစ်ချင်းလေးတစ်ပုဒ်ရေးပေးထားတယ်နင့်ကြောင့်လည်းငါသမီးကရေးပေးမယ်ဆိုပြီးတော့ရေးထားတာတဲ့အဲ့ဒီစာသားလေးကိုရတဲ့အခါမှာမျက်ရည်ပေါက်ပေါက်ကြတချင်းနာမည်လေးလည်းကြိုပြောလိုက်တော့မယ်နော် blonde chez moi တဲ့ငါအိမ်ကနေအဝေးကြီးပဲလို့ပြောတာဆိုတော့အဲ့မှာမြန်မာဆိုရက်ကိုယ်နိုင်ငံနာမည်လေးလည်းတော့ထည့်ထားမိအောင်မောဆိုငါရဲ့အချစ်ငါရဲ့မြန်မာပြည်ဆိုရက်စာသားလေးလည်းပါတယ်ကိုဖြတ်တန်းလာတဲ့ဟာလေးကို तू ကလူငယ်ဆန်ဆန်စစ်လက်လက်စကလုံးလေးတွေနဲ့ညှိထားတာအဲ့ဒါလေးလည်းအရန်ကောင်းတာအဲ့ဒါလေးကလည်းဒီနှစ်ဖြူဖြူထွက်ဖို့ရှိတယ်ဒါဆိုတော့ပြင်သစ်သစ္စာနှစ်ပုတ်ရမှာဟုတ်နောက်တနေ့ကြလို့ရှင်တော့ဖြူဖြူလေးဖြူဖြူပြင်သစ္စာတင်ရတဲ့ဒုတိယရွေးချက်တင်မှာဗာဖြစ်ချင်တာလဲဆိုတော့ဖြူဖြူအခုဖြူဖြူမြန်မာသချင်းတွေအင်္ဂလိပ်သချင်းတွေကိုယ်တိုင်ရေးဆိုနိုင်ကြလို့မျိုးပေါ့နော်တနေ့ကြလို့ရှင်လည်းပြင်သစ်လိုဖြူဖြူကိုသချင်းလေးမျိုးကိုရေးပြီးတော့စုံနိုင်ခြင်းတယ် Time's up